ကဲအမေရိကန်နိုင်ငံမှာဂျင်သွားတယ်ဆိုတာလွယ်တော့မဟုတ်ဘူးเนาะကျမတို့ကမိခင်နေဆိုတော့လေကျမဆိုရင်ကလေး2ယောက်အမေเนาะဒီမနေ့ဆိုရင်ကလေး2ယောက်ကိုတွား appointment ရှိလို့မလေးသူတို့2ယောက်ကအေးရတော့မလို့တယ်ဘူးသူတို့အေးရပေါ်မှာအဝတ်စားတွေကိုချွတ်အတွင်းခံတွေဝက်ချက်အိတ်တွေဝက်အဝတ်စားတွေကိုအေးရပေါ်မှာချိန်ပြီးမှကဲကိုကြိုးမှာပိုးပြီးတော့ရှူးတွေတဲအမမေလုံးကိုမနေရအောင်ဖွင့်ခိုင်းပြီးတော့တွားတိုက်ခိုင်းပြီးတော့ဟာလားသူတို့အဲ့လိုမလို့ခင်မနေ့က breakfast ကိုပန်းတီလေးမြန်ခွာပြီးတော့ကားပေါ်တင်ပြီးကားပေါ်မှာစားခိုင်းစားပြီးတော့မှအမလေးကားတွေမောင်းသွားတာလမ်းမှာလေ highway ဆိုတော့ကွာလမ်းနေရလေဟာရှုပ်ရှက်ကိုခတ်နေရပဲ Florida Jacksonville မှာရောက်ခါစားဆိုတော့လေကိုကလည်းတိတ်မကြွဘူးလမ်းညွန်နဲ့တွားရတာပေါ့နော်နေပြည်တော်နဲ့တွားရဆိုတော့အမလေး accident ဖြစ်ဖို့ပဲလည်းနေပဲလို့တော့တယ်အဲ့လိုနဲ့မနေ့ကိုအပြည့်လွားသွားစေခံပြီးပြီဆိုရင်သူတို့ညောကိုအကြောင်းမပြန်ချလမ်းမှာသူတို့ပိုက်စားရဲဆိုပြီးတခုဝေကျွေးလိုက်သေးတယ်အဲ့ဒါနဲ့အကြောင်းမချပြီးတာနဲ့ဟိုအိမ်ပြန်ပြီးတော့ဝီယူဆရာရှိတာယူရေးဘူးတွေထက်ဒီမှာချင်းကိုရောက်သွားတာပဲချင်းရောက်တော့အခုလိုမျိုးစူးစမ်းပြီးပြန်လုပ်ကြည့်တာပေါ့နော်ဘာရင်မဟုတ်ပါဘူးကျမလည်းအရင်လာချင်လို့လည်းမဟုတ်မရှိတဲ့အချိန်ကိုလှုပ်ပြီးတော့ကိုဒီလိုမျိုးသွားပြီးဆော့နေတာပါဒါပေမဲ့ကျမကိုဂျင်လည်းအမြဲတမ်းတွားနေတယ်ဆိုတော့အရင်ကြီးအားနေလို့တော့မထင်နဲ့နော်ကျမတိတ်အားရမဟုတ်ဂျင်ဆော့ပြီးပြီဆိုတော့ကျမဆောင်းနာမှာခဏထိုင်တယ်15မိနစ်ပေါ့ဆောင်းနာထိုင်ပြီးပြီဆိုတော့ဒီနေ့ရေချိုးမလို့ပါဆိုမှကျမရဲ့အိတ်သေးကိုဖွင့်ကြည့်လိုက်တော့ဂျင်အိတ်သေးကိုဖွင့်ကြည့်လိုက်တော့ထာဝါမပါဘူးထာဝါမပါနဲ့ဒီနေ့တော့ဂျင်မရေမချိုးဖြစ်ပါဘူးလို့နော်ဘိုင်